ကျင့်ကြံခြင်းကပါရမီဂိုင်းနဲ့ကံတရားအပေါ်မှာမူတည်ပါတယ်ကျွန်တော်ကတော့အဲ့ဓာတွေနဲ့မတူဘူးကျွန်တော်ကအဟောင်းပြက်တွေစုဆောင်းတာကိုအားကိုးတာပါအသုံးမဝင်တဲ့ရမ်းချီစေးလုံးအလုံး30ပေါ့တခြားလူတွေကတော့နေရာရှုပ်တယ်လို့မြင်ကြပေမဲ့ကျွန်တော်ကတော့ဝိညာဉ်ကြောက်တုံးတုံးပေးပြီးအားလုံးကိုဝယ်လိုက်ပါတယ်တန်တရားအိုးတွေကိုထည့်လိုက်ပြီးပြန်ထုတ်လိုက်တဲ့အခါမှာတော့13လုံးပဲကျန်ပါတော့တယ်အရေအတွက်ကတဝက်လောက်လျော့သွားတာကြောင့်တခြားလူဆိုရင်တော့နှမျောမှာတေချပေမဲ့ဒီ13လုံးကတော့တကယ်ကိုစားသုံးလို့ရတဲ့ဆေးစွမ်းကောင်းတွေဖြစ်သွားပါပြီကျွန်တော်တစ်လုံးပြီးတစ်လုံးမျိုးချလိုက်တဲ့အခါကျွန်တော်ရဲ့ကျင့်ကြံမှုကရမ်းကြီးအဆင့်3ကနေအဆင့်9အထိတောက်လျှောက်တက်လှမ်းသွားပါတယ်အပြင်စည်းကိုင်းကလူမိုက်ကျန်းရှမ်းကသူ့လူတွေနဲ့အတူကျွန်တော်စီကနေလူရက်ဖို့ရောက်လာတဲ့အခါသူကကျွန်တော်ကိုအနိုင်ကျင့်လို့ရတဲ့တပည့်တစ်ယောက်လိုပဲထင်နေတော့မှာနောက်ဆုံးမှာတော့သူလက်လန်းလိုက်တာနဲ့ကျွန်တော်ကသူ့ကိုအချက်တစ်ချက်သဘောပေါက်သွားစေခဲ့တယ်ကျွန်တော်အမိုက်တွေလိုက်ကောက်နေတာကစင်းရဲလို့မဟုတ်ပဲရွင်ရင်ကိုင်းတစ်ခုလုံးမှာတန်ဖိုးအရှိဆုံးအရာတွေကိုသူတို့ကအမိုက်တွေလို့သတ်မှတ်ပြီးပစ်ထားကြလို့ပါစီနီယာအကိုဟန်ရွန်ရှိပါသလား46 48ဟူဝိညာဉ်ကြောက်တုံး48တုံးပဲကျန်တော့တာလားဒီလောက်ကလေးနဲ့တော့မလောက်ဘူးစီနီယာအကိုကျွန်တော်ကိုရှာနေတာလားမင်းကဟန်ရွန်လားငါကအတွင်းစည်းတစ်ပည့်ဝေချမ်းဖုံးပါမင်းအဟောင်းပြက်တွေပြန်ဝယ်နေတယ်လို့ကြားတယ်အဲ့ဒါဟုတ်သလားဟုတ်ကဲ့ဟုတ်ပါတယ်စီနီယာအကိုဝေးကြော့ခမညာထဲမှာပဲအသေးစိတ်ပြောကြတာပေါ့ဒါကအလုံး30ရှိတဲ့ရမ်းချီဆေးလုံးတွေပဲအကုန်လုံးကဈေးပေါ်တာမအောင်မြင်တဲ့အဖက်တွေပေါ့မင်းအဲ့ဓာတွေကိုပြန်ဝယ်နိုင်မလားစီနီယာအကိုဝေးပြဿနာမရှိပါဘူးဒီဆေးလုံးအလုံး30အတွက်ဝိညာဉ်ကြောက်တုံး3ပေးနိုင်ပါတယ်တကယ်လားတကယ်ပါခမညာစီနီယာအကိုလဲကျင်လို့လားလဲမယ်တေချာပေါက်လဲမှာပေါ့ဒါကတကယ်ကြီးပဲလားမင်းဒီဆေးဘက်တွေကိုဘာလို့ဖို့ဝယ်တာလဲဆိုတာငါတကယ်ကိုမသိတော့ဘူးကျွန်တော်လဲဆေးပေါ်နီးကိုလေ့လာနေတာမို့ဒီဆေးဘက်တွေကိုပုံမှန်အတိုင်းပြန်ဖြစ်လာအောင်ပြန်လဲဖော်ဆက်လို့ရမလားဆိုတာစမ်းသပ်ကြည့်ချင်လို့ပါငါရဲ့ပြန်တန်းတဲ့ဓာကပြီးခဲ့တဲ့တိုက်ပွဲမှာအကြီးအကျယ်ပျက်စီးသွားလို့မင်းအဲ့ဒါကိုရောဝယ်မလားဝယ်ပါတယ်ကျွန်တော်ကလက်နက်ဖော်ဆက်တာကိုလဲလေ့လာနေလို့ပါအိုးစီနီယာအကိုဝေဓာတ်အစ်ပြောင်းလိုက်ပြီလားဟုတ်တယ်မနေ့ကမှဓာတ်အစ်တလက်ကိုအောင်မြင်အောင်ဖော်ဆက်နိုင်ခဲ့တာဒါဆိုအကိုရဲ့ဓာတ်ဟောင်းကကောဂျူနီယာညီလေးဟန်ရွမ်စီမှာပဲရောင်းလိုက်ပြီးအကြီးအကျယ်ပျက်စီးနေပေမဲ့ဝိညာဉ်ကြောက်တုံး2တုံးတောင်ပြန်ရခဲ့တယ်ပြီးတော့ညီလေးဟန်ကဓာတ်ဟောင်းတွေတင်မဟုတ်ပဲတခြားသောမှော်လက်နက်တွေနဲ့ဆေးလုံးတွေကိုလည်းပြန်ဝယ်ပေးတဲ့ဈေးနှုန်းတွေကလည်းမဆိုးဘူးဘသူကထင်ထားမှလဲရှေးဟောင်းပစ္စည်းပြုပြင်တဲ့အလုပ်ကကျင့်ကြံခြင်းလောကရဲ့အထိရောက်လာလိမ့်မယ်လို့ထိတ်တန်းအဆင့်ဆေးလုံး13လုံးဂျူနီယာညီလေးဟန်ရွန်ရှိပါသလားမင်းကဟန်ရွန်လားမင်းအဟောင်းပြက်တွေပြန်ဝယ်တဲ့အလုပ်လုပ်နေတယ်လို့ကြားတယ်မှန်ပါတယ်ကျွန်တော်ကဟန်ရွန်ပါစီနီယာအကူကအယောင်းဝယ်လုပ်ဖို့လာတာလားအထဲကိုကြော့ပါခမညာဒီပစ္စည်းတွေဘလောက်တန်ဖိုးရှိမလဲဆိုတာကြည်စမ်းစီနီယာအကူဒါတွေကကြောက်တုံးတွေပဲလေဘာမှမတန်ပါဘူးမင်းဘာပြောလိုက်တာလဲငါရဲ့ပစ္စည်းတွေကကြောက်တုံးတွေပဲဟုတ်လားငါကျန်းရှမ်းကကြောက်တုံးတွေနဲ့မင်းကိုလာလိမ့်နေတယ်လို့ပြောချင်တာလားကျန်းရှမ်းဖြစ်နေတာကိုလျှန့်ကြည့်အဆင့်6လောက်ပဲရှိသေးတာကိုငါစီကနေလာလူရဲသေးတယ်ပေါ့ကြောက်တုံးတွေကိုတော့ကျွန်တော်လက်မခံဘူးပြန်ယူသွားလိုက်ပါမင်းကငါကျန်းရှမ်းရဲ့နာမည်ကိုမကြားဘူးသေးတဲ့ပုံပဲမင်းကိုငါသတိပေးမယ်ကိုဒုက္ခမရှာနဲ့မင်းရဲ့ခန္ဓာကိုယ်နာကျင်ရတာထက်ပိုဆိုးသွားမယ်မင်းရဲ့ကျန်းရှမ်းဆိုတဲ့နာမည်ကိုငါကြားဘူးပါတယ်မင်းကအားနေတဲ့သူကိုနှိပ်စက်ပြီးအားကြီးတဲ့သူကိုကြောက်တဲ့သူပဲဒီနေ့မင်းငါကိုလာစော်ကားတာကတော့မင်းအတွက်ကန်ဆိုးတာပဲခလေးမင်းတည်ချင်နေတာလားဘာလဲတိုက်ခိုက်ချင်လို့လားဒါဘလို့ဖြစ်နိုင်မှာလဲဘာလဲမင်းရဲ့မိုင်မဲမှုကိုတည်သွားပြီလားထွက်သွားစမ်းကလေးမင်းမှတ်ထားလိုက်ဒီညိုးကိုငါမှတ်ထားမယ်မင်းကဟန်ရန်လားကျွန်တော်ကဟန်ရန်ပါနှုတ်ခွန်းဆက်တပါတဲ့အမတော်ငါနာမည်ကဟွမ်လင်းပါငါကတပည့်ရင်းတယောက်ပါမင်းအမိုက်တွေကိုလိုက်သိမ်းနေတယ်လို့ငါကြားတယ်နှုတ်ခွန်းဆက်တပါတဲ့အမတော်ဟွမ်ကျွန်တော်အမိုက်တွေကိုတကယ်ပဲသိမ်းဆေးနေတာပါဆေးမအောင်တဲ့ဆေးလုံးတွေနဲ့ပျက်စီးနေတဲ့လက်နက်တွေကိုကျွန်တော်သိမ်းပါတယ်ဒါပေမဲ့ဈေးတော့အများကြီးမပေးနိုင်ပါဘူးပါလေငါရဲ့ဆေးလုံးတွေကပြဿနာရှိလို့လားမဟုတ်ပါဘူးအမတ်တော်ရဲ့ဆေးလုံးတွေကဘာပြဿနာမှမရှိပါဘူး
ဒါပေမဲ့ကျွန်တော်ကစီးပွားရေးအသေးစားလေးလုပ်နေတာဆိုတော့ဈေးအများကြီးမပေးနိုင်လို့ပါအမတော်ကတကယ်ပဲရောင်းချင်တာလားမင်းတိုက်ရိုက်ပဲပြောပါကြောက်တုံးဘလောက်ပေးနိုင်မလဲကြောက်တုံး30ပါပြဿနာမရှိဘူးရောင်းမယ်ဟုတ်သားပဲပျက်စီးနေတဲ့လက်နက်တွေကိုလည်းမင်းသိမ့်တယ်မလားအမတော်ဒီသားကကြောက်တုံး9တုံးတန်ပါတယ်ကောင်းပြီငါမှာအသုံးမလိုတဲ့ကျန်းစာအုပ်တအုပ်လည်းရှိသေးတယ်မင်းသိမ့်မလားသိမ့်ပါတယ်ကျန်းစာအုပ်ဆိုရင်ပိုတောင်တန်ဖိုးကြီးပါသေးတယ်ဒီကျန်းစာကငါအရင်ကလေ့ကျင့်ခဲ့တဲ့ပညာရက်ပဲအခုငါအသုံးမလိုတော့ဘူးမင်းကိုရောင်းလိုက်မယ်အမတော်ကျွန်တော်မှာကြောက်တုံး9တုံးပဲကျန်တော့တယ်ဒီကျန်းစာကိုအဲ့ဒီဈေးနဲ့ရောင်းပါလားကြောက်တုံး9တုံးလားနည်းနည်းတော့နဲတာပေါ့အမတော်ကျွန်တော်ကအပြင်စည်းတပည့်လေးတယောက်ပါကျွန်တော်မှာတကယ်ပဲကြောက်တုံးမရှိတော့လို့ပါကောင်းပြီလေ9တုံးလဲ9တုံးပေါ့ကြောက်တုံးတွေပေးလိုက်တော့ကြည့်ရတာငါအတွက်လိုအပ်တဲ့ကြင်ကြံခြင်းအရင်းမြစ်တွေကတခြားသူတွေထက်ဆယ်ဆမကပိုများနေတာပဲကျန်းရှန်မင်းကလာရဲသေးတာလားအရင်တစ်ခေါက်ကသင်ငန်းစာကမလောက်သေးဘူးလားမင်းကကျန်းရှန်ကိုလက်ဖြားနဲ့တိုးလိုက်တာလားဟုတ်တယ်ငါပဲဘာဖြစ်လဲမင်းကသူ့အတွက်ထွက်ပေးမလို့လားမင်းမှာအဲ့ဒီအရေးချင်းရှိလို့လားငါနာမည်ကမာကျန်းငါမှာအရေးချင်းရှိမရှိမင်းမဲပြောကြည့်လေမင်းနာမည်မာကျန်းဆိုပေမဲ့ငါရှိမှာတော့ကြွားလုံးထုတ်ဖို့မတန်သေးပါဘူးတကယ်ကိုအတင်ရဲလှချီလားကျန်းရှန်ပြောတာတကယ်ပဲပေါ့ဒီကောင်ကသတင်းထွက်နေတာထက်တောင်ပိုပြီးမောက်မာနေပါလားစီနီယာမှာသူကနေတိုင်းအမှိုက်တွေလိုက်ကောက်နေတာဆိုတော့ဝိညာဉ်ကြောက်တုံးတွေအများကြီးရှိရမယ်ဒီကျန်းရှန်တနေ့မှာတော့ပြန်ပေးဆက်ရမှာပါညီလေးဟန်ရန်ငါရဲ့အခြေခံတည်ဆောက်မှုအဆင့်အတွက်ဝိညာဉ်ကြောက်တုံးတွေလိုနေလို့ပါစီနီယာကိုခဏလောက်ချေးပါအောင်နောက်မှမချေးဘူးကြည့်ရတာမင်းကငါရဲ့စွမ်းအားကိုမသိသေးဘူးနဲ့တူတယ်မင်းကငါရဲ့စွမ်းအားကိုမသိတာပါစီနီယာဟန်ဒါတွေကအထင်လွဲတာပါကျန်းရှန်ဆိုတဲ့ကောင်စုပ်ကရန်တိုက်ပေးလို့ဖြစ်ရတာပါငါသူ့ကိုပြန်ခေါ်သွားပြီးကောင်းကောင်းဆုံးမလိုက်ပါမယ်သွားစမ်းဒါဘလို့လုပ်ပြီးအဆင့်6-9ပဲရှိမှလဲဒီလောက်တန့်စင်တဲ့စွမ်းအားတွေကငါထက်တောင်အဆင့်မြင့်တဲ့အဆင့်10ပြေဝခြင်းအဆင့်ပဲရက်လိုက်စမ်းမင်းရဲ့နရွက်ကိုကောက်သွားဦးငါနေရာကိုလာပြီးညစ်ပတ်အောင်မလုပ်နဲ့ဒီနေ့မှကြန့်ကိုချင်းချောင်းနိုင်ခဲ့ပြီဆိုတော့အပြင်စည်းကဘသူမှလာပြီးပြဿနာရှာရဲတော့မှမဟုတ်ဘူးဒါပေမဲ့ကိုယ့်စီမှာဝိညာဉ်ကြောက်တုံးတွေမရှိတော့ဘူးဒီဝိညာဉ်စုဆောင်းတဲ့ဆေးလုံးတွေကိုလိုအပ်တဲ့အရင်းမြစ်တွေနဲ့လဲလှယ်ဖို့နီးလန်းရှာရမယ်ဂိုင်းထဲမှာလဲလှယ်တာကဈေးကြီးလွန်းတော့ပြဿနာတက်နိုင်တယ်တောင်အောက်ဆင်းပြီးပတ်ဝန်းကျင်ကဈေးတွေကိုသွားကြည့်ရမယ်သူပဲလေကျန်းရှမ်းကိုရိုက်ခဲ့တာဒါတင်ဘဲကမလဲစီနီယာမှာကြန့်တောင်သူ့ကိုမထိရဲဘူးကျန်းရှမ်းပြောတာကတော့နားထောင်ပြတ်သွားပြီးရုပ်ပြက်ဆင်းပြက်ဖြစ်လူနီးပါပဲတညလုံးអော်နေရတာတဲ့အခုလင်းရဲကတောင်အောက်ကိုထွက်ပြေးပြီးရှောင်နေပြီတမ်းပြီးထွက်ပြေးသွားတာပဲအစကတော့တိတ်ဆိတ်တဲ့နေရာမှာဒီပြဿနာကိုအပြီးပြတ်ဖြေရှင်းမလို့ပဲမင်းညကကိုအရန်ထင်ပေါ်အောင်လုံးမိသွားတယ်ထင်တယ်နောက်ဆိုရင်လက်မလုတ်ခင်မှာစိတ်ခံစားချက်ကိုမျက်နာမှာမပြရဘူးတစ်ဖက်လူကိုနည်းနည်းလေးတောင်မသိစေရဘူးထားလိုက်ပါတော့အပြင်မှာတွေ့ရင်တော့ဘယ်သူမှမသိအောင်လို့စီနီယာကျွန်တော်ခိုင်းရဲ့နောက်ဆုံးတာဝန်တွေကိုကြည့်ကျင်လို့ပါရေခတ်ထင်းခုတ်တဲ့အလုပ်တွေကအခုလူပြည့်သွားပြီးနောက်ရက်မှပြန်လာကြည့်လိုက်ပါစီနီယာကျွန်တော်ကအဲ့ဒီလိုအလုပ်မျိုးလာယူတာမဟုတ်ပါဘူးတောင်အောက်မြို့ထဲကိုသွားမလို့လမ်းကြုံအလုပ်ရှိမလားလို့လာကြည့်တာပါမင်းရဲ့ကျင့်စဉ်အဆင့်ကဒီလောက်တောင်ရှိနေတာလားကျွန်တော်နာမည်စွန်းရံပါညီလေးနာမည်ကိုဘလို့ခေါ်ရမလဲစီနီယာစွန်းမင်္ဂလာပါကျွန်တော်ဟန်ယွမ်ပါကျွန်တော်ကိုလမ်းညွှန်ပေးပါဦးညီလေးဟန်ယွမ်ကကျင့်စဉ်တွေကိုပြင်းပြင်းထန်ထန်ကျင့်ကြံပြီးမှထွက်လာတာဆိုတော့10ရက်အကြာမှာကျင်းပမဲ့ယာရုတိုးပွဲတော်အတွက်ဖြစ်ရမယ်စီနီယာရွေးပေးထားတာတွေကလမ်းကြုံပြီးတကယ်ကိုအန္တရာယ်ကင်းတဲ့အလုပ်တွေကြီးပဲအကြီးကဲဝန်ကျန်းရဲ့တတမမြောက်မြင်းမလေးအတွက်ဆေးပင်တွေတောပို့ရမယ်လျှို့ဝှက်ထုတ်ပိုးပေးရမယ်အခကြေးငွေကဝိညာဉ်ကြောက်တုံးတုံးစီနီယာအမလီကတော့တောင်ပေါ်ကိုဆေးသွားပို့ခိုင်းတာအပူချိန်မလျှော့အောင်ဂရုစိုက်ရမယ်အေးသွားရင်တော့အခကြေးငွေမရဘူးအခကြေးငွေကနဲလွန်းနေပြီးတော့အကြီးကဲတွေရဲ့ကိုရေးကိုရာကိစ္စတွေနဲ့လည်းပတ်သက်နိုင်တယ်မတော်တဆပြဿနာတွေပါသွားရင်ဒုက္ခရောက်ကုန်မယ်စီနီယာစွန်းဒီအလုတ်ကဘာလို့အခကြေးငွေဒီလောက်များနေတာလဲအဲ့ဒါကတော့
အလှပဈေးတစ်လုံးကိုဝိညာဉ်ကြောက်တုံးသုံးလုံးပေးရတယ်။အရင်ကြိုစိုက်ထားရမှာအခကြေးငွေများပေမဲ့ဒီလောက်ပတ်စံကိုကြိုစိုက်နိုင်တဲ့သူကတိတ်မရှိဘူး။စီနီယာဒီအလုပ်ကိုကျွန်တော်ယူမယ်3 ရက်အတွင်းမှာဈေးလုံးကိုပြန်ပေးရမယ်မဟုတ်ရင်တော့ရှုံးနေတယ်လို့သတ်မှတ်မယ်ညီလေးသတိထားတော့ဟုတ်ကဲ့ရပါတယ်။လက်ဆက်တဲ့ဝက်သားတွေရမယ်အစင်းမြင့်ငွေထဲပစ္စည်းတွေရှိတယ်နော်။လာကြည့်သွားကြပါအလုပ်ကိစ္စကပိုရေးကြီးတယ်။ဝိညာဉ်ကြောက်တုံးလဲပြီးမှပဲစဉ်းစားတော့မယ်နောက်ထပ်ဝယ်နိုင်စွမ်းမရှိတဲ့အောက်ခြေကျင့်ကြံသူတစ်ယောက်ပဲဧည့်သည်ဘာများလိုချင်လို့လဲခမားတို့ဆေးလုံးတွေလဲလက်ခံတယ်မဟုတ်လားကျွန်တော်ဆေးလုံးတချို့ရောင်းချင်လို့ပါဝိညာဉ်စုဆောင်းတဲ့ဆေးလုံးတွေပဲကောင်းတာပေါ့ဆေးလုံး10လုံးကိုဝိညာဉ်ကြောက်တုံး8တုံးနဲ့ဝယ်ပါမယ်ရပါတယ်ဒါဆိုအားလုံးရောင်းမယ်ဧည့်သည်ကျွန်တော်နောက်ကိုလိုက်ခဲ့ပါအထဲကိုခေါ်သွားပေးပါမယ်ဧည့်သည်ခဏလောက်စောင့်ပေးပါဦးကျွန်တော်တို့ဆိုင်ရှင်ကိုသွားခေါ်လိုက်ပါဦးမယ်ဒီဝန်ကျင်းခန်းမကဒါကလျှို့ဝှက်တဲ့တခုခုတော့မဟုတ်ဘူးမလားငါတကယ်ပဲအများကြီးတွေးမိတာလားဒီလောက်ကြီးမားတဲ့ပုံစံမျိုးကဝိညာဉ်ကြောက်အနှဲငယ်လောက်အတွက်နဲ့သူတို့ရဲ့200ချီတဲ့ဂုံတိတ်ခါကိုအပျက်စီးခံမှာမဟုတ်ပါဘူးဧည့်သည်တော်မင်္ဂလာပါကျွန်တော်ကဒီဆိုင်ရဲ့မန်နေဂျာ1ပါကျွန်တော်ရဲ့ဂိုင်းကလူကြီးတွေကဆေးလုံးတချို့ကိုရောင်းခိုင်းလိုက်လို့ပါတင့်တော်တဲ့ဈေးနှုန်းလေးပေးစီချင်ပါတယ်ကျူလင်ဆေးလုံးအလုံး100ကိုဝိညာဉ်ကြောက်80ပေးပါမယ်ဧည့်သည်တော့အဆင်ပြေရဲ့လားအဆင်ပြေပါတယ်လျှက်စီးဝိညာဉ်ဆေးလုံး10လုံးအတွက်ဝိညာဉ်ကြောက်24လုံးပေးပါမယ်ကောင်းပါပြီသဘောတူပါတယ်ဝန်မန်နေဂျာခမားတို့စီမှာရုပ်ရည်ထိမ့်သိမ်းတဲ့ဆေးလုံးရှိလားရှိပါတယ်တစ်လုံးကိုဝိညာဉ်ကြောက်3လုံးပါဧည့်သည်တော့ဘယ်နှလုံးလိုချင်ပါသလဲ10လုံးလောက်ပေးပါကောင်းပါပြီ10ရာခိုင်နှုန်းလျှော့ပေးပါမယ်ဧည့်သည်တော့ကဝိညာဉ်ကြောက်28လုံးပဲပေးပါတော့စီနီယာခမားတို့စီမှာအခြေခံကျင့်စဉ်တွေရှိလားရှိပါတယ်ဝိညာဉ်ကြောက်100ပါခွင့်ပြုပါဦးကျွန်တော်မှာတခြားကိစ္စတွေရှိသေးလို့အရင်သွားလိုက်ပါဦးမယ်ဝိညာဉ်ကြောက်100ငါဝိညာဉ်ကြောက်တွေထပ်စုပြီးမှပြန်လာခဲ့မယ်မန်နေဂျာအဲ့ဒီဧည့်သည်တော့နောက်ကိုတယောက်ယောက်လိုက်သွားသလိုပဲအင်းဒီတကားကနေထွက်သွားရင်တော့ငါတို့နဲ့ဘာမှမဆိုင်တော့ဘူးဟာဘလို့လုပ်ပြီးရုတ်တရက်ပျောက်သွားတာလဲခေါင်းဆောင်အဲ့ဒီကောင်ပျောက်သွားပြီးငါမြင်လိုက်ပါတယ်ရှာကြစမ်းအဲ့ဒီကောင်ဝေးမပြေးနိုင်ပါဘူးမင်းတို့ကငါတို့ကိုစောကလေးကသတိထားမိနေတာလားဆိုင်ကနေထွက်လာကလေးကမင်းတို့ကိုသတိထားမိတာပါအဲ့ဒီဆိုင်ကထွက်လာကလေးကမင်းတို့ရဲ့လောဘတွေကိုမျက်နှာမှာအထင်းသားမြင်နေရတာကိုငါကဘလို့လုပ်ပြီးသတိမထားမိပဲနေမှာလဲမင်းရဲ့အိတ်ကိုပေးလိုက်ရင်မင်းကိုမတက်ပဲလွတ်ပေးမယ်ငါတို့ရဲ့နာမည်ကိုတော့မင်းကြားဘူးမှာပါမကြားဘူးမိုင်ရိုင်းလာကြည်လားအားလုံးတက်ကြဇန်သူကိုဖမ်းကြကောင်းမွန်တဲ့ဓာတ်တလက်ပဲမိန်းကလေးတွေသုံးတာလားအဆင့်9ပဲရှိသေးတာလားဒီလောက်ပဲလားမာနာကြီးလှကြည်လားငါတို့နဲ့ရှင်ကြီးကြတာပေါ့မင်းမှာဓာတ်တော်မရှိတော့ဘူးဘာနဲ့ပြန်တိုက်မှာလဲဒီလေးနဲ့များရဲ့ဖိအားကတကယ်ပဲပြင်းထန်တာပဲကျင့်ကြံသူကြီးခင်များကျေးဇူးပြုပြီးကျွန်တော်ကိုအသက်ချမ်းသာပေးပါကျွန်တော်လည်းမတက်တာလို့ပါကျွန်တော်အသက်ကိုသာချမ်းသာပေးမယ်ဆိုရင်ကျွန်တော်မှာရှိသမျှဝိညာဉ်ကြောက်တုံးအားလုံးကိုပေးပါမယ်မင်းတည်သွားရင်လည်းမင်းရဲ့ဝိညာဉ်ကြောက်တုံးတွေကငါဟာဖြစ်လာမှာပဲဟုနောက်ဆုံးတော့ဘေးကင်းသွားပြီတကူတော်ကျင့်ကြံသူတွေကတကယ်ကိုစင်းရဲတာပဲဒီလောက်ကလေးကဘာမှမဟုတ်ပါဘူးတထုတက်ဓာတိုင်းပညာလားဒါကအနည်းဆုံးဝိညာဉ်ကြောက်တုံး100လောက်တက်တာစေတယ်ဒီကျင့်ကြံခြင်းလောကမှာဘာလို့လူတိုင်းတိုက်ခိုက်နေကြတာလဲဆိုတာမဆန်းပါဘူးဒီလိုမျိုးလူရဲရတာကတကယ်ကိုမြန်တာပဲတကူလုံးစိမ့်ဖက်နေပြီးဝိညာဉ်စွမ်းအားတွေကိန်းဝတ်နေတာပဲဒီနေ့ကစပြီးမင်းကိုယူရွှန်လေးလို့ခေါ်မယ်ဒါကအဲ့ဒီဆေးတောင်လားဝိညာဉ်ကြောက်တုံး100ပေးရင်တော့ဝယ်လို့မရတဲ့အခြေခံအုတ်မြစ်တိဆောက်ရေးဆေးတောင်ပဲဝိညာဉ်စွမ်းအားတန့်စင်ခြင်းအစင်းဆယ်ရဲ့အထွတ်အထိပ်ပဲဒီညဒီအခြေခံအုတ်မြစ်တိဆောက်ရေးဆေးတောင်းနဲ့တခါတည်းအဆင့်ကျော်တက်မယ်တဲခိုခန်းမှာလူတွေအများကြီးပဲဒီမှာအဆင့်တက်လို့မဖြစ်ဘူးတယောက်ယောက်ကများလူယူဖို့ကြံစီလာရင်အကုန်သွားပြီမင်းလိုလူယုံမှာငါပစ္စည်းကိုတောင်ခိုးဝတ်နေပေါ့ကောင်လေးသူများကိစ္စတွေဝင်မပါနဲ့ပန်းသားလောင်ကြိုင်လားစွမ်းအားကကြီးမားပေမဲ့ဝိညာဉ်စွမ်းအားကုံဆုံးမှုကတော့တကယ်ကိုကြောက်စရာပဲတခိုးလေးငါးစီကနေခိုးဝတ်နေပေါ့အခုတော့ငါလက်ထဲကိုရောက်လာပြီမဟုတ်လားနေဦးပြေးကျင်သေးတာလားတကယ်မြန်တာပဲဒါကကျိန်းသေးပေါဝိညာဉ်စွမ်းအားတန့်စင်ခြင်းအဆင့်မဟုတ်ဘူးအခြေခံအုတ်မြစ်တိဆောက်ရေးအဆင့်ကိုတောင်ကျော်လွန်နေပြီသူရဲကောင်းကြီးကျွန်တော်ကိုအသက်ချမ်းသာပေးပါသူရဲကောင်းကြီးကျွန်တော်ကိုအသက်ချမ်းသာပေးပါမင်းလိုတခိုးလေးကတော်တော်လေးတတိကောင်းတာပဲငါးစီကနေလာခိုးဝင်နေပေါ့
မမလေးရဲ့ဝန်ကျန်းခန်းမှာမမလေးလက်ဖွာတာကိုမြင်ပြီးကျွန်တော်လောဘတက်သွားလို့ပါဒါပထမဆုံးအကြိမ်ပါဗျာအိမ်မာကလည်းအိုကြီးအိုမရီနဲ့ကလေးတွေရှိပါသေးတယ်ကျေးဇူးပြုပြီးကျွန်တော်ကိုအနံ့သက်တစ်ခုလိုသဘောထားပြီးလွှတ်ပေးလိုက်ပါဗျာမင်းရဲ့ဒီညဝတ်စုံနဲ့ထွက်ပြေးပုံကိုကြည့်ုံနဲ့တင်လမ်းကြောင်းကိုသူကောင်းကောင်းသိနေတာပဲဒါဟာပထမဆုံးအကြိမ်မဟုတ်တာသေချာတယ်ဟုတ်တယ်မင်းခန်းထဲကိုဝင်လာတာနဲ့ငါ့ကိုအလစ်တိုက်ခိုက်တယ်ဒါဟာမင်းရဲ့ပထမဆုံးအကြိမ်မဟုတ်တာတော့ထင်ရှားတယ်ဒီလိုအရာမျိုးကိုသုံးပြီးငါ့ကိုလိန်ညာရဲသေးတယ်နော်ဘယ်တော့မှခွင့်မလွတ်နိုင်ဘူးသူ့ကိုထိန်းချုပ်လိုက်နိုင်ပြီလားအလှလေးသူဟာအဆင့်ကိုကျင့်ကြံသူတခိုးလေးတယောက်ပဲသူဟာအခုခုခံနိုင်စွမ်းလုံးဝမရှိတော့ပါဘူးညီလေးကူညီပေးလို့ကျေးဇူးတင်ပါတယ်မဟုတ်ရင်ဒီကောင်လွတ်သွားမှာတေချာတယ်စီနီယာအားမနာပါနဲ့သူကအခန်းထဲဝင်လာတာနဲ့ကျွန်တော်ကိုအလစ်တိုက်ခိုက်ခဲ့တာကျွန်တော်လဲကိုကာကွယ်လိုက်ရုံပါပဲခုနကမင်းသူ့ကိုချုံနှောင်လိုက်တဲ့နီးစနစ်ကပါလေကြည့်ရတာတော်တော်ကောင်းတာပဲအလှလေးသူကကျွန်တော်တို့ကိုကူညီခဲ့တာအဲ့ဒီလိုမျိုးမမေးတင်ဘူးဒါကကျင့်ကြံသူတွေကြားကစီနီမဲလေဟုတ်ကဲ့စီနီယာကတကယ်ပဲကျေးဇူးတင်ခြင်းနဲ့ဆိုရင်ဆေးလုံးဒါမှမဟုတ်လက်နက်ဒါမှမဟုတ်ကျင့်စဉ်တစ်ခုခုပေးလို့ရပါတယ်ကျင့်စဉ်ကတော့မဖြစ်နိုင်ဘူးအပြင်ကိုပေးလို့မရဘူးလက်နက်ကလည်းကျမမှာပိုးမရှိဘူးဆေးလုံးတော့ပေးလို့ရပါတယ်အလှလေးကျွန်တော်ပဲပေးလိုက်ပါမယ်ကောင်းပြီဒါဆိုရှင်ပဲပေးလိုက်ပါရှောင်ရောင်မင်းဘလို့ဆေးမျိုးလိုချင်တယ်လဲစီနီယာအခြေခံတိဆောက်ခြင်းဆေးလုံးရှိသလားရှောင်ရောင်ကျွန်တော်ရဲ့အလှလေးကလည်းမကြခင်မှာအခြေခံတိဆောက်တော့မှာဒါကြောင့်ဒီဆေးလုံးကိုမင်းကိုမပေးနိုင်ဘူးတခြားတစ်ခုခုကိုပြောင်းလိုက်ပါစီနီယာဒါဆိုရင်ဝိညာဉ်စွမ်းအင်ဖြည့်တင်းပေးတဲ့ဆေးလုံးတွေပဲပေးပါကျွန်တော်ဒါကိုလိုအပ်နေလို့ပါဟာငါမှာဆေးလုံးတချို့ရှိတယ်ဒါကိုယူပြီးသုံးလိုက်ပါဆေးပေးလို့စီနီယာကိုကျေးဇူးတင်ပါတယ်အလှလေးသွားကြစို့လီရှို့ဘာဖြစ်လို့လဲဘာမှမဟုတ်ပါဘူးအဲ့ဒီကလေးကတော်တော်လေးညံကောင်းတယ်လို့ခံစားရလို့ပါတောက်အဲ့ဒီကောင်လွတ်သွားပြီးဒီကောင်ကကြင့်ကြံစင့်မမြင့်ပေမဲ့ပစ္စည်းတွေကတော့တော်တော်စုံတာပဲကြည့်ရတာတခိုးအလုပ်ကိုတော်တော်လုပ်ခဲ့ပုံရတယ်မြေကဘာလေးပြေးလေးဒီပစ္စည်းရှိရင်ပြန်တန်းတဲ့အချိန်ကပိုမြန်သွားပြီးငါမှနောက်ထပ်လှုပ်ဝက်ချက်တစ်ခုတိုးလာပြန်ပြီအရင်ကတော့အမိုက်တွေကောက်ပြီးချမ်းသာမယ်လို့ထင်ခဲ့တာအခုကြည့်ရတာကြင့်ကြံသူတွေရဲ့တောရိုင်းဥပဒေကပစ္စည်းရဖို့အမြန်ဆုံးနည်းလမ်းပဲငါခုပြန်သွားပြီးအဲ့ဒီကောင်ကိုတန်ဖိုးပေးခိုင်းရမယ်မမောနိုင်မပန်းနိုင်လိုက်နေတာပဲဟန်ရီမင်းဘလို့ဖြစ်ပြီးဒီကိုရောက်နေတာလဲငါတို့ရဲ့အကျွေးဟောင်းတွေကိုရှင်းဖို့လာတာပေါ့မင်းတို့ကိုမရှင်းနိုင်ရင်ငါရဲ့ကြင့်ကြံခြင်းလမ်းစဉ်ကငြိမ်းချမ်းမှာမဟုတ်ဘူးစီနီယာအကိုကျွန်တော်ကိုလွှတ်ပေးပါဒါတွေအားလုံးကကြမ်းရှမ်းခိုင်းတာပါကျွန်တော်လည်းမလုပ်ချင်ပါဘူးကျွန်တော်ကိုမီးမရှို့ပါနဲ့ကျွန်တော်ကိုမီးမရှို့ပါနဲ့ဒီလူမိုက်ကသူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုကိုနဲ့မကွာယူလာခဲ့တာပဲဝိညာဉ်ကြောက်တုံးတွေကလည်းအများကြီးပါလားဒါကတကယ့်ကိုမျှော်လင့်မထားတဲ့ကံကောင်းမှုကြီးပဲဆေးလုံးတွေလည်းရှိတယ်ဝိညာဉ်ကြောက်တုံးတွေလည်းရှိတယ်အရင်လိုအတုံးမကျတဲ့သူတယောက်လိုပြန်ဟန်ဆောင်ခိုင်းရင်တော့ကျွန်တော်တကယ်ပဲမလုပ်နိုင်တော့ဘူးအပြင်စည်းတပည့်တယောက်ကဘာတွေဒီလောက်တောင်ဝမ်းသာနေတာလဲသွားကြစို့